တမိုင်းတစ်လျှောက်မှာလီအာနာကိုဘလို့ရယူမလဲဘလို့ထိမ့်သိမ့်မလဲပြီးတော့ဘလို့အတုံးချမလဲဒီမေကုန်းတွေကအမြဲရှိနေကြတာပါ Robert Greene ရဲ့ The 48 Laws of Power ဆိုတဲ့စာအုပ်ကတော့ဒီမေကုန်းတွေအတွက်အဖြေတွေကိုတော်တော်လေးရရဆက်ဆက်ဖွင့်ချထားတာပါဆိုတော့ဒီစာအုပ်ကလေတချို့တို့တော့အောင်မြင်မှုလမ်းညွှန်ကြီးပေါ့ဒါပေမဲ့တချို့တို့ကြတော့လေကြောက်စရာကောင်းလေလက်ဆွဲဆောက်တစ်ခုလိုဖြစ်နေလေကဲဒီနေ့မှာတော့အဲ့ဒီထဲကအဓိကကြတဲ့ဥပဒေတချို့ကိုအတူတူလေ့လာကြည့်ကြရအောင်ဒီစကားကတော်တော်လေးကိုစဉ်းစားစရာကောင်းပါတယ်။ဒါကအာနာရဲ့အရေးကြီးဆုံးစိတ်ပိုင်းဆိုင်ရာအမှန်တရားတစ်ခုကိုထောက်ပြနေတာပါ။အပေါ်ကလူတွေအထက်လူကြီးတွေဆိုတာကသူတို့ရဲ့တာလွန်မှုကိုခံစားချင်ကြတယ်။ဒါကလူတဘာဝပဲလေ။အဲ့ဒါကိုတွားပြီးတော့စိန်ခေါ်မိပြီဆိုရင်သူတို့ကိုမလုံခြုံတယ်လို့ခံစားရစေတယ်။မနာလိုဖြစ်စေတယ်။နောက်ဆုံးမှာတော့အန်ဒီယေကကိုယ့်စီပြန်လဲလာတတ်ပါတယ်။ကဲဒီစာအုပ်ရဲ့နည်းနည်းတဲ့အတွေ့အခေါ်ကိုခြုံငုံပြီးနားလည်သွားအောင်လို့လေအခြေခံအကြဆုံးဥပဒေတာ၃ခုကိုရွေးထုတ်ပြီးလေ့လာကြည့်ကြမယ်။ဘာဒီလဲဆိုတော့ပထမတစ်ခုကအထက်လူကြီးနဲ့ဘယ်လိုဆက်ဆက်မလဲ။ဒုတိယကလို့ဖော်ကိုင်းဖက်တီကိုဩစာဘယ်လိုလှောင်းမှုမလဲ။ပြီးတော့တတိယကတော့ရန်သူကိုဘယ်လိုကိုင်းတွယ်မလဲဆိုတာပါပဲ။စိတ်ဝင်စားစရာကောင်းမှာတော့အသေးကြပဲ။ဟုတ်ပြီ။အာနာကစားပွဲရဲ့ပထမဆုံးစီမင်းကတော့ကို့အထက်မှာရှိနေတဲ့သူတွေကိုနားလည်ဖို့ပါပဲ။အဲ့ဒါကတော့ဥပဒေနံပါတ်1တခင်ကိုဘယ်တော့မှအယောင်မလွမ်းဖို့ပါနဲ့တဲ့ဆိုတော့ဒါကဘာကိုဆိုလိုတာလဲဘလို့မျိုးလဲကြည့်လိုက်ရအောင်ဒီဥပဒေတာရဲ့အဓိကစိတ်ပိုင်းဆိုင်ရာအချက်ကရှင်းရှင်းလေးပါပဲအာနာရှိတဲ့သူတွေရဲ့မာနကိုဘလို့ကင်တွယ်မလဲဆိုတာပဲဒါကကိုယ့်ရဲ့အရေးချင်းတွေကိုဖုံးခွဲထားခိုင်းတာမဟုတ်ဘူးเนาะအဲ့ဒီအစားကိုယ့်ရဲ့အရေးချင်းတွေကိုတခင်ကိုပို့ပြီးတောက်ပလာအောင်သုံးချရမယ်လို့ဆိုလိုတာပါအဲ့လိုမှမဟုတ်ရင်သူတို့ရဲ့မနာလိုမှုတွေမလုံခြုံမှုတွေကပဲကိုယ့်ရဲ့ကြဆုံခြင်းကိုဖြစ်စေနိုင်တယ်လို့တတိပေးထားတာပါဒီဥပဒေတကိုချိုးဖောက်မိရင်နှလုံးတောင်ဆူရတဲ့ဂျိုးဆက်တီဖြစ်လာနိုင်တဲ့ဆိုတာကိုလေနီကိုလတ်ဖူဂေရဲ့ဝမ်နေဇယာဇလန်ကတက်သေးပြနေပါတယ်သူကဘာလို့လဲဆိုတော့လူီဘူရင်ရဲ့ပနာရေးဝန်ကြီးပေါ့ပရင်ရဲ့မျက်နှာသားနဲ့ရော့လာပြီးထင်လို့မျက်နှာသားပြန်ရဖို့အတွက်တမိုင်းမှာအခမ်းအနားဆုံးပါတီပွဲကြီးတစ်ခုကျင်းပခဲ့တယ်ဒါပေမဲ့အားလုံးကပြောင်းပြန်ဖြစ်သွားတော့သူရဲ့အခမ်းအနားဆုံးပါတီသူရဲ့ကြွယ်ဝမှုနဲ့လူကြိမ်များမှုကဘရင်ကိုတေးတင်သွားလို့ခန်းစားစီခဲ့တယ်ညလက်ကတော့နောက်တနေ့မှာပဲဖူကဲရထောင်တဲ့ကိုတက်တက်လုံးအတွက်ပို့ခံလိုက်ရပါတော့တယ်။ကဲဖူကဲတဲ့အမနဲ့လုံးဝဆင့်ကျင်ဘက်ဥပမာတစ်ခုကိုကြည့်အောင်။အဲ့ဒါကဂယ်လီလီယိုရဲ့ဉာဏ်ပညာပါပဲ။သူကသူ့ရဲ့ကြီးကျယ်တဲ့တွေးရှိချက်တွေအတွက်ကိုးနိုင်မယ်နဲ့ဂုံယူမဲ့အစဂျူပီတာကျော်ရဲ့လားတဲ့ကိုသူ့ရဲ့နိုင်ကမေရီချီမီတောက်စုကိုဂုံပြုပြီးမေရီချီရဲ့ကျယ်များဆိုပြီးအမိပေးခဲ့တယ်။တွေ့လား။ तू ကကိုကိုတောက်ပအောင်လုပ်တာမဟုတ်ပဲသူ့ရဲ့ထက်ခင်ကိုတောက်ပတ်စေခဲ့တာ။အဲ့ဒီနီးနဲ့ပဲ तू ကရန်ပုံငွေရောအကာအကွယ်ပါအပြည့်အဝရရှိခဲ့တာပေါ့ဟုတ်ပြီကိုယ့်အထက်လူကြီးရဲ့မာနကိုထိမ့်သိမ့်တက်ပြီးဆိုပါတော့နောက်တစ်ဆင့်ကတော့ကိုပတ်ဝန်းကျင်ကလူတွေကိုထိုက်တိုက်မတွေ့ပဲဘလို့စီးအောင်မလဲဆိုတာပဲအဲ့ဒါကကျွန်တော်တို့ကိုဥပဒေသနံပါတ်6စီကိုခေါ်သွားပါပြီအဲ့ဒါကတော့အငင်းခုံနဲ့မဟုတ်ပဲလုတ်ရက်နဲ့အနိုင်ယူပါဆိုတာပါပဲဥပဒေသနံပါတ်9ရဲ့နောက်ွယ်ကယွတ်တီကတကယ်တော့ရှင်းရှင်းလေးပါဘသူကကို့အမကိုလူကြားတဲ့အထပြခံချင်ပါလဲနော်ဘသူမှမကြိုက်ပါဘူးအငင်းအခုန်တွေကမကျင်တတ်မှုတွေနဲ့မာနတွေကိုပဲဖြစ်စေနိုင်တယ်ဒါပေမဲ့လှုပ်ဆောင်ချက်တွေကတော့ဘသူမှညင်လို့မရတယ်စိတ်ရနိုင်ရလည်းမဖြစ်စေတဲ့တတ်တယ်ပါပဲစကလုံးရည်နဲ့ရှင်းပြနေတာထက်လက်တွေ့လုပ်ပြလိုက်တာကအများကြီးပိုပြီးတော့ထိရောက်လက်ဆွဲသဘောပါပဲဒီဥပမာတစ်ခုကိုအကောင်းဆုံးတရုပ်ဖော်တဲ့ဥပမာတစ်ခုရှိတယ်အဲ့ဒါကတော့ Michelangelo ရဲ့ပါနတ်မှုပါပဲဇလန်ကဒီလိုဗျာ Florence Mudawan ကသူ့ရဲ့ David ရုပ်ထုကြီးကိုကြည့်ပြီးနားခေါင်းကကြီးလုံးတယ်လို့ဝေဖန်တယ်အဲ့ဒီခါမှာ Michelangelo ကမဟုတ်ပါဘူးလို့ပြန်ငင်းမနေခဲ့ဘူးအဲ့ဒီစာသူဘာလုပ်လိုက်လဲဆိုတော့ကြောင်မုံတဆုပ်ကိုလက်ထဲမှာဝစ်ပြီးလေကားပေါ်တက်သွားလဲပြီးတော့နာခေါင်းသားမှာတူနဲ့ဆောက်ကိုအသာရခောက်တလို့ဟန်ဆောင်ပြီးဝတ်ထားတဲ့ကြောင်မုံဒီကိုအောက်ကိုကျဲချလိုက်တယ်တကယ်တမ်းမှာတော့ရုပ်ထုကိုဘာမှကိုမချီခဲ့ပါဘူးအောက်ကနေမော်ကြီးနေတဲ့မျိုးတော်ဝန်ကအေးအခုမှပိုကောင်းသွားတယ်အသက်ဝင်သွားပြီဆိုပြီးချီကျူးခဲ့ပါလိရောတွေ့လားမာဂရန်ဂျလိုကသူ့ကိုအမြင့်ခုနဲ့အနိုင်ယူခဲ့တာမဟုတ်ဘူးမျိုးတော်ဝန်ရဲ့မာနကိုထိမ့်သိမ်းခွင့်ပေးလိုက်ပြီးသူ့ဘာသာတို့အမှန်ကိုမြင်တွေ့သွားအောင်ဖန်တီးပေးလိုက်တာဒါဟာလုတ်ရဲ့စွမ်းအားပါပဲโอเคအထက်လူကြီးကိုစီနံခံခွဲတတ်ကြီးလော့ပေါ်ကိုင်ဘက်ကိုလည်းစီယုံတက်ပြီးဆိုရင်တောင်းအာနာကစားပွဲမှာအန်တီအရှိဆုံးအစိတ်ပိုင်းတစ်ခုကျက်နေပါသေးတယ်အဲ့ဒါကတော့ရန်သူပါပဲဥပဒေနံပါတ်7မှာကတော့တော်တော်လေးကိုရက်ဆက်တဲ့အကြံပေးချက်တစ်ခုကိုပေးထားပါတယ်တင်ဤရန်သူကိုလုံးဝအချိန်မုန်းပါတယ်ဥပဒေသနံပါတ်7ရဲ့ပြတ်သားတဲ့မူကတော့ရန်သူကိုတနာညာတာလိုက်တာဟာသူတို့ကိုပြန်ပြီးအားမွေးဖို့နောက်တစ်ချိန်မှာလက်စားပြန်ချေဖို့အခွင့်အရေးပေးလိုက်တာနဲ့အတူတူပါပဲတဲ့ဆိုလိုတာကမီးပွားလေးတစားချက်နေရင်တောင်
တနည်းနည်းမှာမီးအကြီးကြီးပြန်လောင်နိုင်တယ်ဆိုတဲ့သဘောပဲချင်းချောင်းမှုကိုအမြင့်ကနေလမ်းပစ်ဖို့လိုအပ်တယ်လို့ဆိုလိုတာပါ တရုတ်သမိုင်းထဲကစစ်ပရင်ကြီးရှမ်းရွေးရဲ့အဖြစ်ဖြစ်ကဒီပူဒေတာအတွက်အကောင်းဆုံးသတိပေးချက်တစ်ခုပါပဲသူ့မှာလေသူရဲ့အဓိကပြိုင်ဘက်လူပန်းကိုအလွဲတကူထုတ်တင်ပေးနိုင်မဲ့အခွင့်အရေးတွေအချင်းပေါင်းများစွာရခဲ့တယ်ဒါပေမဲ့သူကစိတ်မပြတ်သားခဲ့ဘူးတနာညာတာမှုတွေပြခဲ့တယ်အဲ့ဒီတနာညာတာမှုတွေကပဲလူပန်းကိုအင်အားပြန်ဆူဆီးဖို့အချင်းပေးလိုက်တယ်လို့ဖြစ်သွားပြီးနောက်ဆုံးမှာတော့ရှမ်းယူကိုတဲ့အပြစ်သက်ချီမုန်းခံလိုက်ရတယ်လူပန်းကတော့အဲ့ဒီအမားမျိုးလုံးဝထပ်မလုပ်ခဲ့ပါဘူးသူဟာနောက်ပိုင်းမှာဟမ်မင်းဆက်ကိုတီထောင်တဲ့ဧကရာဖြစ်လာခဲ့ပါတယ် တကယ်တော့ရှမ်းယူရဲ့အကြံပေးဖန်ဆန်းကအစားကလေးကဂျုံမြင်ခဲ့ပါတယ်လူပန်းကိုအသက်ရှင်ခွင့်ပေးထားရင်တနည်းနည်းမှာအလုံးကျွန်းဖြစ်ရလိမ့်မယ်လို့သူ့အကြိမ်ကြိမ်တတိပေးခဲ့ပြီးမဲ့သူ့သခင်ကနားမထောင်ခဲ့ပါဘူးအခုတော့ဒီစကားကတမိုင်းရဲ့ကြေးကွဲစရာတတိပေးချက်တစ်ခုဖြစ်ပေကြံရစ်ချဲတော်တာပေါ့ ကဲအခုဆိုရင်ဥပဒေ3ခုကိုလေ့လာပြီးသားပြီအထက်လူကြီးလို့ဖော်ကိုင်းဖက်ပြီးတော့ရန်သူတို့ကိုကိုင်းတွယ်ပုံနေနဲ့ကျွန်တော်တို့ဘာကိုခြုံငုံပြီးနားလည်နိုင်မလဲဒီအချက်တွေကအာနာညက်သဘောတဘာဝအကြောင်းဘာတွေကိုပြောပြနေရလဲ ဒီနေ့လေ့လာခဲ့တာတွေကိုပြန်ပြီးခြုံငုံကြည့်လိုက်ရအောင်အာနာဆိုတာလ3လမှာကစားရတဲ့ကစားပွဲချလို့ပါပဲကို့အပေါ်မှာရှိတဲ့သခင်ရဲ့မာနကိုမထိခိုက်အောင်ဂရုစိုက်ရမယ်ကို့ဘေးမှာရှိတဲ့သူတွေကိုအငင်းမပွားပဲလို့ရက်နဲ့တက်တယ်ပြရမယ်ပြီးတော့ကိုရှိမှရှိနေတဲ့ရန်သူကိုတော့အပြတ်အသက်ချေမွန်းရမယ်ဒီထုံးကူကတစ်ခုနဲ့တစ်ခုဆက်ဆက်နေပဲအဓိကနီးပြူဟာတွေပါပဲ ဆိုတော့ဒီဥမာဒီအာလူကနေအဆင့်ဒီစာရုပ်ရဲ့လုံးစုံသောအတွေးခေါ်ကိုခြုံငုံသုံးသပ်ရရင်အာနာဆိုတာစိတ်ခံစားမှုတွေနဲ့ဆုံးဖြတ်လို့မရတဲ့အေးဆက်ပြီးဗျူဟာကြကြကစားရတဲ့ကစားပွဲတစ်ခုပါပဲအဲ့ဒီကစားပွဲမှာလူတဘာဝကိုနားလည်နိုင်စွမ်းကတာအရေးကြီးဆုံးအစွမ်းခတ်ဆုံးလက်နဲ့ချီတယ်ဆိုတာကိုတွေ့ရမှာပါနောက်ဆုံးအနေနဲ့စဉ်းစားကြည့်ရမေကွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်ပွင့်လင်းရိုးသားမှုကိုတန်ဖိုးထားတယ်လို့ပြောနေကြတဲ့ဒီနေ့ခေတ်ကဘာကြီးမှာဒီလိုတွက်ချက်ပြီးရက်ဆက်တယ်လို့ထင်ရတဲ့အာနာဥပဒေတာတွေအတွက်နေရာတစ်ခုတကယ်ပဲရှိနေသေးရဲ့လားဒါမှမဟုတ်ဒါတွေကလူတဘာဝရဲ့ဘတော်မှမပြောင်းလဲတဲ့အမောင်ပချမ်းကိုထင်ဟပ်တတ်နေတဲ့ဝမ်းတစ်ချက်အဖြစ်ပဲရှိနေမလားအဖြေကတော့ဒူးချင်းစီရဲ့တောင်းတမှုအပေါ်မှာပဲမူတည်နေပါလိမ့်မယ်